ကောသလအိမ်မက်နဲ့ယနေ့ကဘာဘုရားမြတ်စွာရဲ့ခေတ်ကာလမှာမြတ်စွာဘုရားနဲ့တက်တူရွယ်တူပတိနတိကောသလမင်းကြီးဆိုတာမြတ်စွာဘုရားနဲ့အလွန်ရင်းနှီးတယ်တာဝတိမြို့မှာမြတ်စွာဘုရားနှစ်ပေါင်း20ကျော်သရင်သုံးတော့ကောသလမင်းကြီးဟာကျောင်းတော်ကိုဒီနေ့3ခေါက်လောက်မြေတံသွားလေးရှိပြီးအလွန်ရင်းနှီးတဲ့ဘုရင်တစ်ပါးဖြစ်တယ်ဘယ်လိုပဲရင်းနှီးယမယံခါကောသလမင်းကြီးဟာမမယွင်လုံးရက်တွေကိုလုံးလိရှိတယ်သို့တော့သူ့ရဲ့ခြင်းရတော်ဖြစ်တဲ့မန္လိကာမိဖုရားကထက်မြက်တယ်ပညာရှိတယ်သို့တော့မင်းမျိုးမင်းနွယ်ကတော့မဟုတ်ဘူးပန်းဥယျာဉ်စိုက်ပျိုးတဲ့ပန်းဥယျာဉ်စိုက်ပျိုးပြီးတော့အယောင်းဝယ်လုပ်ရတဲ့မိသားစုကပေါက်ဖွားလာတဲ့သူတို့သမီးဖြစ်တယ်ပညာအလွန်ထက်မြက်တယ်ကောသလမင်းကြီးလမ်းမှားပြီဆိုလို့ရှိရင်တော့မန္လိကာကလမ်းဖြောင်းပြီးတော့ပေးလေးရှိတယ်အဲ့ဒီမှာမြတ်စွာဘုရားသခင်ကိုရောမြတ်တာဝတိမြို့မှာသရင်သုံးနေတဲ့အချိန်ဖြစ်ပျက်တွေမျိုးစွာဖြစ်ပျက်ခဲ့အဲ့ဒီမှာကောသလမင်းကြီးဟာအိမ်မက်တွေမျိုးမျိုးမြင်မဲ့တဲ့ထဲမှာပိဋကတ်ထဲမှာမှတ်တမ်းတင်ရလောက်အောင်မဲ့ရတဲ့သူ့ရဲ့အိမ်မက်တွေက16ချက်ရှိလို့မြန်မာလူမျိုးတွေကတော့ကောသလအိမ်မက်16ချက်ဆိုတာကြာဘူးနာဝတော့ရှိနေကြတာဖြစ်တယ်အိမ်မက်ဆိုတာနဲ့ပတ်သက်ပြီးတော့မြန်မာစကားအိမ်မက်ဆိုတာပါဠိလိုကြတော့သူပိနလို့ခေါ်တယ်သူပိနသို့မဟုတ်သူပိနန္တအဲ့ဒီစကားလုံးနှလုံးနဲ့အသုံးပြုပြီးတော့အိမ်မက်ဆိုတာအိပ်ပျော်နေတဲ့အချိန်မှာမြင်မဲ့လေးရှိတဲ့စိတ်ရဲ့ခံစားမှုရုပ်ရဲ့ခံစားမှုစိတ်ရဲ့ခံစားမှုတစ်မျိုးကိုအိပ်မက်လို့ခေါ်တာအိပ်ပျော်နေတဲ့အချိန်မှာမြင်ရလေးရှိကြတယ်တွေ့ကြုံခံစားရလေးရှိတယ်အဲ့တော့ဒီနေရာမှာအိပ်မက်ဆိုတဲ့သဘာဝတရားကိုအဘိဓမ္မာသဘောအရကြည့်မယ်ဆိုရင်နှစ်ခြိုက်ကြီးအိမ်မောကြနေတဲ့အချိန်မှာမက်တာကိုအိမ်မက်ခေါ်တာလားလို့ဆိုမဟုတ်ဘူးတဲ့နှစ်ခြိုက်ကြီးအိပ်ပျော်နေလို့ရှိရင်ဘဝင်စိတ်လို့ခေါ်တဲ့ငြိမ်သက်တဲ့ပရိသေရိစိတ်လို့အတိတ်ကအာယုန်တစ်ခုနဲ့ငြိမ်သက်စွာဖြစ်ပေါ်နေတဲ့ဘဝင်စိတ်စင်ဆက်မပြတ်ဖြစ်နေတဲ့အခါမှာလူတွေဟာအိမ်မက်ဖက်နဲ့အိမ်မောကြနေတတ်တယ်ပေါ့နှစ်ခြိုက်အိပ်ပျော်သွားတယ်အိမ်မက်ဘူးအိမ်မက်တယ်ဆိုတာကပိမိဋ္ဌပရိဒတဲ့စာပေကျမ်းမှာကပိမိဋ္ဌမြောက်မီးငိုက်လို့ဘာသာပြန်လေးရှိတယ်ကပိဆိုတာမြောက်မိဋ္ဌဆိုတာငိုက်တာမြောက်များဆိုတာအလုံးသိကြတဲ့အတိုင်းတစ်ပင်မောနေတဲ့တရဝအဲ့တော့တစ်ပင်မောနေတဲ့တရဝဆိုတာဟာမြေကြီးပေါ်နေရတာလို့လွတ်လပ်ကြီးမဟုတ်ဘူးတစ်ပင်မောကခြေကျော်လက်ချော်ဖြစ်ဖို့တွေအချိန်မီဖြစ်နိုင်ဒါကြောင့်မို့မြောက်များဟာအိတ်လိုက်ပြီဆိုရင်ဖြတ်ခနဲ့အိပ်ပျော်သွားလိုက်ဖြတ်ခနဲ့နိုးလိုက်ဖြတ်ခနဲ့အိပ်ပျော်လိုက်ဖြတ်ခနဲ့နိုးလိုက်အဲ့ဒီလိုမြောက်မီးငိုက်လို့ခေါ်တယ်နှစ်ခြားကြီးတခါတည်းအိပ်ပျော်သွားတာမျိုးမရှိဘူးတဲ့အဲ့ဒီလိုမြောက်မီးငိုက်တယ်လို့လူဟာအိပ်ပျော်တဝက်နိုးတဝက်ဆိုတဲ့အချိန်မျိုးမှာရောက်တဲ့အခါဘဝင်စိတ်ဖြစ်လိုက်ဝိธิစိတ်ဖြစ်လိုက်ဘဝင်စိတ်ဖြစ်လိုက်ဝိธิစိတ်ဖြစ်လိုက်ဘဝင်စိတ်ဆိုတဲ့passive mind လို့ခေါ်တယ်ဒီဘာမှလှုပ်ရှားမှုမရှိတဲ့စိတ်အရင်ဖြစ်ပေါ်လာတယ်ခါမှာတွေ့ဝေမိန်မောအိပ်ပျော်သွားပြီဝိธิစိတ်လေးဖြစ်တဲ့အခါမှာစိတ်လှုပ်ရှားမှုလေးတွေပေါ်လာသို့တော့ဘဝင်စိတ်နဲ့ဝိธิစိတ်ကအလင်းအမြန်ဖြစ်နေတာဖြစ်သည့်အတွက်ကြောင့်ဝိธิစိတ်ကြီးနိုးနေသလိုလဲ
သူက action တွေမရှိဘူးသို့တော့စိတ်ခံစားရမှုထဲမှာတော့အလုံးအိမ်မက်ဆိုတာလူတိုင်းမက်ဖူးကြတာဖြစ်သောကြောင့်အိမ်မက်ရဲ့အတွေ့အကြုံတွေကတော့ရှိနေကြတာပဲပေါ့နော်အိမ်မက်မက်ဖူးကြတယ်အဲ့ဒီအိမ်မက်တွေမက်တယ်လို့ဆိုတာနိုးတဝဲအိပ်ပျော်တဝဲမြောင်မြီးငိုက်တဲ့အချိန်မျိုးမှာအိမ်မက်မက်လေးရှိတယ်တဲ့ဒီလိုဆိုတယ်အဲ့တော့အိမ်မက်မက်တဲ့ဟာလူတိုင်းမှာအိမ်မက်မက်သလားလို့ဆိုတဲ့အခါကျတော့ပုရုဇဉ်ပုဂ္ဂိုလ်တွေဟာအိမ်မက်မက်တတ်တယ်အိမ်မက်မက်လေးရှိကြတယ်တခါသောတာပန်တဂရဂံအနာဂံဆိုတဲ့အနေထားရောက်တဲ့အခါမှာလဲအိမ်မက်မက်တယ်အိမ်မက်မက်တတ်တယ်ယဟန္တာဖြစ်သွားလို့ရှိရင်တော့စိတ်ထဲမှာဝိပ္ပန္နတာလို့ဆိုတဲ့အမှတ်မှားတာတွေအတိမှားတာတွေမရှိတော့ဘူးကင်းစင်ပြီးစိတ်စင်ကကြည်လင်သွားတာဖြစ်သောကြောင့်ယဟန္တာပုဂ္ဂိုလ်များကြတော့အိမ်မက်မက်လေးမရှိဘူးဒီလိုဆိုတယ်နော်ဖရာယဟန္တာတွေဟာအိမ်မက်မက်နဲ့မမက်ဘူးအိမ်မက်မက်တာပုထုဇဉ်နဲ့သစ္ခလို့ပြောဒါမှပုထုဇဉ်ပုဂ္ဂိုလ်တွေမက်မက်ကြတယ်သောတာပန်တဂရဂံအနာဂံအထိအောင်အိမ်မက်မက်မှုတွေရှိတတ်တယ်အဲ့ဒါလို့လောကကြီးမှာလူတွေဟာနှစ်ခြိုက်ခြိုက်အိပ်ပျော်တဲ့အခါရှိသလိုနှစ်ခြိုက်ခြိုက်မဟုတ်ဘဲနဲ့နိုးလိုက်အိပ်ပျော်လိုက်နိုးလိုက်အိပ်ပျော်လိုက်ဖြတ်ခနဲ့နိုးလာလိုက်ဖြတ်ခနဲ့အိပ်ပျော်နိုးတာတောင်မှတိတိတသာကြီးနိုးတာမျိုးမဟုတ်ဘဲနဲ့ဘဝင်စိတ်ကလေးကဝိသိစိတ်ကိုကူးပြောင်းမှုလေးတွေဆိုတေးသေးချာချာနိုးတာမဟုတ်သည့်အတွက်ကြောင့်လူအနေနဲ့ကတော့ဘာမှသိပ်ပြီးတော့မသိလိုက်ဘူးအိမ်မက်ထဲမှာပဲတွေးကြုံနေရတဲ့အာယုန်နဲ့ပဲလှူရှားနေတယ်အဲ့ဒါလို့အိမ်မက်မှုဆိုတာလူတိုင်းခံစားကြရအဲ့ဒါလို့ခံစားတဲ့အခါမှာအိမ်မက်ဆိုတာကုသိုလ်လားအကုသိုလ်လားကုသိုလ်အကုသိုလ်မှတပါးလားလို့မေးခွန်းမေးထုတ်เสียရှိတယ်ပေါ့အိမ်မက်တဲ့အခါမှာယမယံခါအိမ်မက်ထဲမှာဒေါသတွေထွက်နေတာတို့အိမ်မက်ထဲမှာတူတယောက်ကိုရိုက်နဲ့တပ်ဖြတ်တာတို့ဒီလိုအိမ်မက်ထဲမှာဒုစရိုက်မှုတစ်ခုကိုကျူးလွန်ပြီးလောဘတွေဒေါသတွေလွှမ်းမိုးပြီးတော့အိမ်မက်ထဲမှာဖြစ်နေတယ်တခါတရံကျတော့အိမ်မက်မဲ့ရင်ကလူဟာပေါက်ထွက်လာပြီးတော့အတန်တွေပါထွက်လာသည့်ထိအောင်ဖြစ်တတ်တယ်ပေါ့နော်စိတ်ခံစားချက်မှုတွေပြင်းထန်လာတဲ့အခါမှာအိမ်မက်တင်တာမန်စိတ်แท้တင်ဖြစ်ုံပြမကအတန်ထွက်လာသည့်ထိအောင်ဖြစ်လာတတ်တာမျိုးတွေလည်းရှိတယ်ပေါ့အကုသိုလ်စိတ်နဲ့ခုနအိမ်မက်ထဲမှာတတ်တယ်ဖြတ်တယ်ဒုစရိုက်မှုတွေလုပ်တယ်ဆိုတာတွေကြောက်လို့ပြေးရတာတို့တစုံတယောက်ရန်သူတွေကကိုယ်ဝိုင်းလိုက်လို့ပြေးရတာတို့အဲ့ဒီလိုဟာမျိုးတွေစိတ်ရဲ့ခံစားမှုတွေမကောင်းတဲ့စိတ်ခံစားမှုတွေနဲ့မက်တဲ့အိမ်မက်ဟာအကုသိုလ်ပဲတဲ့ဒါအဲ့ဒါလို့မဟုတ်ဘဲနဲ့ကြည်လင်အေးမြစွာတောတောင်ရင်မြေကြီးညိုပွဲကောင်းတဲ့ဘုရားပထုတွေလဲပြီးတော့ရှိခိုးရတယ်ဒီစာသင်နေတာတို့တရားနာနေတာတို့တရားအထုတ်နေတာတို့စသဖြင့်ဘုရားဖူးနေရတာတို့ဒီလိုကောင်းတဲ့အနေအထားမျိုးတွေနဲ့လည်းပဲအိမ်မက်ကမက်တတ်တယ်အဲ့ဒါကြတော့ကုသိုလ်ဖြစ်တယ်ဆိုလိုတာကကုသိုလ်လုပ်ငန်းနဲ့အိမ်မက်မဲ့ရင်ကုသိုလ်စိတ်အကုသိုလ်စိတ်တွေနဲ့အိမ်မက်မဲ့လို့ရှိရင်အကုသိုလ်စိတ်ဖြစ်တယ်ဒါဖြင့်အဲ့ဒီကုသိုလ်အကုသိုလ်တွေကရောအကျိုးပေးသလားမေးမယ်ဆိုလို့ရှိရင်ဘဝတစ်ခုကိုဖြစ်စေတတ်တဲ့ပရိသေရေချိုးအဲ့ဒီပရိသေရေချိုးကိုတော့မပေးနိုင်ဘူးဆိုလိုတာ rebirth လို့ဆိုတဲ့ဘဝတစ်ခုမှာမွေးဖွားမှုကိုဖြစ်စေနိုင်လောက်တဲ့ကံမျိုးစေတော့မဟုတ်ဘူးနော်အဲ့ဒီအိမ်မက်ထဲကစေတနာနဲ့ဘဝတစ်ခုမှာတရားဝါအနေနဲ့ဖြစ်လောက်အောင်အဲ့ဒီစေတနာကမျိုးစေ့မအောင်ဘူးတဲ့သို့တော်လဲဘဝလို့ဖြစ်လာပြီးတဲ့ဂျားထဲမှာပဝတ္တိလို့ခေါ်တယ်ဘဝတစ်ခုဖြစ်စဉ်အတွင်းမှာတော့အိမ်မက်ထဲကအကုသိုလ်အိမ်မက်ထဲကကုသိုလ်တွေဟာအကျိုးသက်ရောက်မှုလေးတွေရှိတတ်တယ်လို့ဒီလိုဆိုတယ်နော်အဲ့တော့အိမ်မက်တဲ့အခါမှာကောင်းတာတွေမဲ့မယ်ဆိုရင်ကောင်းကျိုးချမ်းသာအကျိုးသက်ရောက်မှုကိုဖြစ်စေတယ်အိမ်မက်ကအကျိုးပေးသေးတယ်
မကောင်းတာတွေကြီးပဲအိမ်မက်မဲ့နေမကောင်းကျိုးတွေကလည်းတက်ရောက်မှုဖြစ်စေနိုင်တယ်လို့စာပေကျမ်းကမှအဲ့ဒါလို့ဆိုထားတယ်ဘောဓုတမှတ်သားစရာပေါ့နော်အိမ်မက်ဆိုတာအလုံးကြားဘူးကြလိမ့်မယ်ဘုရားရဲ့မေတော်မာယာဒေဝီဟာဘုရားလောင်းလေးတန်တေခတော့မယ်ဆိုတော့လေသူလည်းအိမ်မက်မက်ခဲ့တာပဲပေါ့အိမ်မက်မက်တယ်နမင်းကြီး၄ပါးကမိမိအိတ်နေတဲ့တလွန်ကိုထမ်းယူပြီးတော့ဟိမောတာတောင်ကငွေတောင်ဘက်ကိုသဲဆောင်သွားပြီးတော့ငွေတောင်ထဲမှာအဲ့ဒီလှိုင်ကူကြီးအတွင်းမှာငွေဗိမှန်တဲ့တလွန်ကိုထားပြီးတော့ရေမိုးချိုးတန့်စင်ပြီးအဲ့ဒီမှာအိတ်နေတဲ့အချိန်မှာအနီးနားမှာရှိတဲ့ရွှေတောင်ကြီးတစ်ခုပေါ်မှာကျက်စားနေတဲ့ဆွတ်ဖြူတဲ့စင်ပြူတော်ကြီးဟာအဲ့ဒီရွှေတောင်ကြီးပေါ်ကနေဆင်းလာပြီးငွေတောင်ဘက်ကိုလာပြီးတော့အဲ့ဒီငွေတောင်ထဲမှာမေရမာယာလျောင်းဆက်နေတဲ့ခန်းထဲကိုစင်ပြူတော်ကြီးကဝင်လာပြီးလက်ရရည်လှိပြီးလက်ရနံပါတ်ကိုဖောက်ထွင်းပြီးတော့ဝန်းထဲဝင်သွားတယ်လို့အိမ်မက်တယ်ပေါ့ဒါဘုရားလောင်းလေးတန်တေခါတော့ကမက်တဲ့အိမ်မက်ဒီလိုအိမ်မက်ဆိုတာမျိုးကအမျိုးမျိုးတော့မက်တတ်ကြတယ်ပေါ့ထူးထူးဆန်းဆန်းနေလဲမက်ကြတယ်ပေါ့အဲ့တော့အိမ်မက်တာဟာဘာကြောင့်မက်တာလဲအိမ်မက်တာအကြောင်းမဲ့ဖြစ်တာလားလို့ဆိုလောကမှာအကြောင်းမရှိဘဲနဲ့ဘာတစ်ခုမှမဖြစ်ဘူးအိမ်မက်တာလည်းပဲအကြောင်းရှိတယ်အိမ်မက်ခြင်းရဲ့အကြောင်း၄မျိုးလို့ဒီပါဠိစာပေကျမ်းဂန်မှာတော့ဆိုထားတယ်အိမ်မက်ပြီးဆိုတဲ့အခါမှာဘာကြောင့်မက်တတ်တယ်လဲနံပါတ်1အကြောင်းကတော့ကျမ်းမာရေးအခြေအနေကြောင့်မက်တာလူရဲ့ကျမ်းမာရေးအခြေအနေနဲ့ပတ်သက်ပြီးတော့မက်တယ်အဲ့ဒါကိုပါဠိစကားလုံးနဲ့ပြောရင်ဓာတုခောဘလို့ခေါ်တယ်ဓာတုခောဘဓာတုဆိုတာဓာတ်ကြီး၄ပါးပထဝီယာဘောဒေဇောဝါယောဆိုဓာတ်ကြီး၄ပါးအဲ့ဒီဓာတ်ကြီး၄ပါးဟာမညီမမျှဖြစ်ပြီးမငြိမ်မသက်ဖြစ်လှုပ်ရှားလာတဲ့အချိန်ခါမျိုးမှာစိတ်ခံစားမှုတွေပေါ်လာတတ်တယ်တဲ့အိပ်ပျော်နေရင်စိတ်ခံစားမှုတွေပေါ်လာတယ်။ဇာမရေးအခြေအနေရဥမာပဲပထဝီဓာတ်တွေများပြီးတော့ခန္ဓာကိုယ်ကတောင့်တင်းနေတဲ့အခါမျိုးရှိတယ်။အာဘောဓာတ်တွေများပြီးတော့ခန္ဓာကိုယ်ကအေးစိတ်ပြီးတော့အရည်ဓာတ်တွေများလာတဲ့သဘောတွေရှိတယ်။တေဇောဓာတ်တွေများလာလို့ခန္ဓာကိုယ်ကပူလောင်နေတဲ့အနေအထားမျိုးတွေရှိတယ်။ဝါယောဓာတ်တွေများပြီးတော့ခန္ဓာကိုယ်ထဲမှာလေလှုပ်ရှားမှုတွေဖြစ်ပေါ်လာတယ်။အဲ့ဒါလို့ဖြစ်ပေါ်လာတဲ့အခါမှာဖြစ်ပေါ်လာတဲ့ဓာတ်အခြေအနေလွန်ကဲမှုကိုအကြောင်းပြုပြီးတော့အိမ်မက်တွေဟာအမျိုးမျိုးမက်တတ်တယ်ပေါ့။ဝါယောဓာတ်တွေလွန်ကဲပြီဆိုလို့ရှိရင်လူဟာကောင်းငင်ပြန်တက်သွားသလိုအိမ်မက်မျိုးတွေမက်တတ်တယ်ပေါ့။အာဘောဓာတ်တွေလွန်ကဲနေပြီဆိုရင်ရေထဲမှာရေကူးနေရတဲ့အိမ်မက်မျိုးတွေမက်တတ်တယ်ပေါ့။အဲ့ဒါလို့ဓာတ်၄ပါးခံစားမှုကိုအကြောင်းပြုပြီးတော့ဓာတ်၄ပါးအခြေအနေပေါ်မှာမူတည်ပြီးတော့အိမ်မက်တွေမက်တတ်တယ်ပထဝီဓာတ်တွေလွန်ကဲနေပြီဆိုရင်ရန်သူတွေကလိုက်တာမလှုပ်နိုင်မရှက်နိုင်ဖြစ်နေတာမျိုးတို့ထားလို့မရတာမျိုးတွေတို့ဒါမျိုးတွေမက်တတ်တယ်ပေါ့အဲ့ဒါလို့စိတ်ထဲမှာဓာတ်၄ပါးခြောက်ခြားပြီးတော့ကျမ်းမာရေးအခြေအနေအထားတစ်ခုကြောင့်မက်တဲ့အိမ်မက်မျိုးဟာလည်းရှိတယ်တဲ့ဒါကြောင့်မက်တာဓာတ်၄ပါးမညီမမျှဖြစ်လို့ရှိရင်လည်းအိမ်မက်မက်တတ်တယ်ဒါကြောင့်ကျမ်းမာရေးရှုထောင့်ကပြောတဲ့အခါမှာအိမ်မက်ခဏခဏမက်တတ်တဲ့ပုဂ္ဂိုလ်ဟာကျမ်းမာရေးချွတ်တဲ့တယ်လို့ဒီလိုဆိုရတယ်ပေါ့အိမ်မက်တွေမက်ပါများရင်ကျမ်းမာရေးတချို့ကတညာလုံးအိမ်မက်ကြီးကမပြီးနိုင်အောင်မက်နေတဲ့လူတွေလည်းရှိတယ်ခုကောသလမင်းကြီးကတခါတည်းအိမ်မက်တာနဲတာမဟုတ်ဘူးသူမက်တဲ့အိမ်မက်တွေကလည်းအများကြီးအဲ့ဒါလို့အိမ်မက်တာဟာနံပါတ်1ဓာတ်၄ပါးခြောက်ခြားမှုမညီမျှမှုကိုအကြောင်းပြုပြီးတော့လည်းမက်တယ်တဲ့နောက်တစ်ခုမက်တာကတော့ဘာလို့ဆိုရင်ဒုတိယအကြောင်းကတော့အနုဘူတပုပ္ပတွေ့ကြုံခံစားမှုတဲ့နေ့စဉ်ကဖြစ်စေလွန်ခဲ့တဲ့လတွေကလွန်ခဲ့တဲ့နှစ်တွေကဖြစ်စေအတွေ့အကြုံတွေစိတ်ရဲ့
ခံစားချက်တွေစိတ်ထဲမှာဆွဲလာတဲ့ခံစားချက်တွေအဲ့ဓာတွေကိုဆွဲပြီးတော့ညကြလို့ရှိရင်အိမ်မက်မက်တတ်တယ်တွေ့ကြုံခံစားမှုတွေကိုဆွဲပြီးတော့မက်တာကိုဆွဲမက်ပေါ့အဲ့ဒါလို့ဆွဲပြီးတော့မက်တဲ့အိမ်မက်မျိုးတွေလေလောကလူတွေဟာမက်လိရှိကြတယ်တဲ့တတိယအချက်ကတော့ဒေဝတောပတံဟာရလို့ပါဠိလိုဆိုတယ်ဒေဝတာဥပတံဟာရဒေဝတာဆိုတာနတ်ဥပတံဟာရဆိုတာဆောင်ပြတာနတ်တွေကနေပြီးတော့အိမ်မက်ပေးတာနတ်တွေအိမ်မက်ပေးလို့မက်တဲ့အိမ်မက်မျိုးလည်းရှိတတ်တယ်သူတို့ကအိမ်မက်မဲ့အောင်စိတ်ဒီပြတာမျိုးတွေရှိလာတတ်တယ်ပေါ့အဲ့ဒါလို့နတ်ပြတဲ့အိမ်မက်မျိုးတွေလည်းပဲလူတွေဟာမက်လိမက်ထရှိကြတယ်တဲ့နောက်၄ခုမြောက်အကြောင်းတရားကတော့ဘာလို့ဆိုပုပ္ပနိမိတ်တာပုပ္ပနိမိတ်တာဆိုပုပ္ပနမိတ်ဆိုပုပ္ပနမိတ်ဆိုတာမဖြစ်ခင်ကကြိုတင်ပြီးဖြစ်မဲ့အရာတွေကိုဖော်ညွှန်းတဲ့အနေနဲ့နမိတ်ပြတဲ့အနေနဲ့မက်လာတာမျိုးတွေဖြစ်တတ်တယ်ပုပ္ပနမိတ်နောင်ဖြစ်မဲ့အနေထားတစ်ခုဆွဲပြီးတော့မက်လာအဲ့ဒါကကြတော့လူတူတယောက်ရဲ့ကုသိုလ်ကြောင့်သို့မဟုတ်အကုသိုလ်ကြောင့်မက်ထားလည်းဖြစ်နိုင်တယ်လောကသားတွေရဲ့ဆက်ဆက်နေတဲ့ကုသိုလ်အကုသိုလ်ကြောင့်လည်းပဲပုဂ္ဂိုလ်တူတယောက်မှာလာရောက်ပြီးတော့အကြောင်းထင်ဟပ်ပြီးတော့မက်တာမျိုးတွေလည်းရှိတယ်ပုပ္ပနိမိတ်တာဖះလောင်းဟာဖះဖြစ်တော့မယ်ဖះဖြစ်ခံနေပြီကဆုံလာပြီအဖိတ်နေညတရားဓမ္မကျင့်ကြံကြိုးကိုအထုတ်ရင်နာနဲ့မိုးတော့တဲ့အချိန်လေးမှာမိကနေပျော်သွားတဲ့အချိန်လေးမှာအိမ်မက်တွေမက်ဖူးတယ်အဲ့ဒီအိမ်မက်ကြီး၅မျိုးလို့ခေါ်တယ်မြတ်စွာဘုရားအလောင်းတော်အိမ်မက်မက်တာမဟာဗုဒ္ဓဝေမှာကြည့်ရင်သိမယ်ပေါ့နော်အဲ့ဒီနာနဲ့စောစောအချိန်လေးမှာဘုရားလောင်းဟာတရားဓမ္မကျင့်ရင်ကနေပြီးတော့ကဆုံလာပြီအဖိတ်နေနာနဲ့မိုးတော့အလင်းရောက်တဲ့အချိန်လေးမှာမိကနေပျော်သွားရကဘာတွေမက်လိုက်တုံးလို့ဆိုရင်သူ့ရဲ့ခန္ဓာကိုယ်ကြီးကအလွန်ကြီးမားပြီးတော့ဟိမန္တာတောင်ကြီးပေါ်မှာသူကပလက်လန်အိတ်တဲ့အနေထားမှာဟိမန္တာတောင်ကြီးကိုသူကခေါင်းအုံးလုပ်ပြီးတော့အုံးနေတယ်ဟိမန္တာတောင်ကြီးဆိုတာမြောက်ဘက်မှာရှိတာနော်ဟိမန္တာတောင်ကိုခေါင်းအုံးလက်တစ်ဖက်ကအရှေ့သမုဒ္ဒရာလက်တစ်ဖက်ကအနောက်ဘက်သမုဒ္ဒရာခြေနှစ်ဖက်ကတောင်သမုဒ္ဒရာပေါ်မှာဆန့်တန်းပြီးတော့မြောက်ဘက်ကိုခေါင်းပြုတ်ပြီးတော့အိတ်နေတဲ့အနေအထားကြီးသူ့ကိုယ်သူပြန်ပြီးတော့အိမ်မက်မက်တယ်အဲ့ဒါအိမ်မက်တစ်ခုပဲဘုရားဖြစ်ခါနီးမှာအိမ်မက်တစ်ခုအဲ့ဒါလိုမက်လိုက်တာဘုရားဖြစ်မဲ့လောကမှာအမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်မဲ့အနေအထားတစ်ခုတရားသူတရားမြတ်ရတော့မဲ့အနေအထားအနေနဲ့ဒီဟာကိုမက်တာတဲ့နောက်တစ်ခုမှာအဲ့ဒါလိုပလက်လန်အိတ်နေတဲ့အချိန်လေးကချက်ကနေပြီးတော့ဒီမျက်ပင်ကလေးနေစာမျက်ပင်လေးဟာပေါက်ထွက်လာပြီးတော့ကောင်းကင်ယံထိအောင်မျက်ပင်ဟာအပေါ်ထိအောင်တက်သွားတယ်ဆိုတဲ့ဒီအိမ်မက်ကိုလည်းမက်တယ်နောက်တစ်ခါခေါင်းကအနက်ပိုးရွတွေဟာမြတ်စွာဘုရားခြေထောက်ကနေပြီးတော့ပိုးရွတွေကတက်လာတာဒုစည်းလောက်ထိအောင်ဖုံးသွားတယ်ဒီအိမ်မက်ကိုလည်းမက်လိုက်တယ်ပေါ့နောက်အိမ်မက်မက်တာတော့အရက်လေးမျက်နှာကအယောင်မျိုးစုံရှိတဲ့ငှက်တွေဟာပြန်လာကြအလုံးသူစီကိုဥတီပြန်လာပြီးသူ့ခြေရင်းမှာလာပြီးတော့ငှက်တွေဟာပြန်ပြီးတော့ချကြတယ်ငှက်တွေပြန်ချလို့ခြေရင်းလည်းရောက်ရောအလုံးအယောင်မျိုးစုံရှိတဲ့ငှက်တွေဟာအဲ့ဒီမှာအကုန်လုံးဖြူသွားကြတယ်ဖွေးဖွေးဖြူဖြစ်သွားတယ်လို့ဒီအိမ်မက်ကိုလည်းမက်တာနော်အဲ့ဒါလို့ဘုရားလောင်းတော်ဟာအိမ်မက်တွေအခုလိုမက်တာဘုရားဖြစ်မဲ့အတိတ်နိမိတ်အနေနဲ့အိမ်မက်ကြီး၅မျိုးဆိုပြီးတော့မက်ခဲ့ဘူးတဲ့ပေါ့အဲ့ဒါလို့အိမ်မက်ဆိုတာမက်ပြီးတဲ့အခါမှာအခုလိုအကြောင်းမျိုးမျိုးကြောင့်ပုပ္ပနမိတ်ကြောင့်မက်လာမေတော့မာယာဒေဝီ
အိမ်မက်မက်တာလဲပုပ္ပနမိတ်အနေနဲ့မက်တာဘုရားလောင်းအိမ်မက်မက်တာလဲပုပ္ပနမိတ်အနေနဲ့မက်တယ်နောက်ဘုရားလောင်းဟာမစင်ဒီအနတ်ရှိတဲ့မစင်တောင်ကြီးအလွန်ယွန်စရာကောင်းတဲ့မစင်တောင်ကြီးပေါ်မှာသူဟာလမ်းလျှောက်နေတယ်သို့တော်လည်းသူ့ခြေထောက်ကြည့်လိုက်လို့ရှင်မစင်လူးတာတခုမှမရှိဘူးပတ်ဝန်းကျင်ကြည့်လိုက်ရင်မစင်ပုံလေးကြီးပဲအဲ့ဒီပေါ်မှာသူလမ်းလျှောက်နေတယ်လမ်းလျှောက်နေရတယ်ဆိုတော့အိမ်မက်ကိုလည်းမက်တယ်ပေါ့အလုံး၅ခုမက်တာပေါ့နော်အဲ့ဒါလို့ဘုရားလောင်းတော်ဟာအိမ်မက်မက်ပြီးနောက်ကစုံလာပြီးနေကြတော့ဘုရားဖြစ်သူရောက်သွားအဲ့ဒီမှာမြတ်စွာဘုရားရဲ့အလောင်းအိမ်မက်တွေအရာဖြစ်ပေါ်လာတဲ့အခြေအနေတွေကဆိုပါစို့မစင်ပုံမှာလမ်းလျှောက်ရတယ်ဆိုတာမြတ်စွာဘုရားကိုကြီးညိုတဲ့လူတွေနတ်တွေကပူဇော်ကြတယ်လှူကြတယ်တန်းကြတယ်အဲ့ဒီလှူတဲ့တန်းတဲ့အရာတွေပေါ်မှာမြတ်စွာဘုရားတွေ့တာမှုတွေမရှိဘူးဆိုတဲ့ဒီတဘာဝကိုဖော်ပြတဲ့အနေနဲ့မစင်ပုံတွေပေါ်မှာလမ်းလျှောက်တော့လည်းပဲခြေထောက်ကိုမလူဘူးဆိုတဲ့အိမ်မက်မက်ထားတဲ့အရက်လေးမျက်နှာကအယောင်မျိုးစုံရှိတဲ့ငှက်တွေပြန်ချလာပြီးခြေရင်းရောက်တဲ့ကအလုံးအဖြူဖြစ်သွားတယ်ဆိုတာလူမျိုးအသီးသီးကနေပြီးတော့သာသနာပေါင်းဝင်လာတဲ့အခါမှာအားလုံးဟာတသွေးတယ်တညီတယ်သမဏတကြဗုဒ္ဓိယဆိုတာမျိုးတပိတာဝကတွေဖြစ်လာတယ်ဆိုတဲ့အတိတ်နမိတ်ကိုအိမ်မက်မက်တာပဲပေါ့တခါခေါင်းမှာခေါင်းလေးတွေနက်နေတဲ့ပိုးလောက်တွေဟာခြေထောက်ကနေတက်လာတာဒုစိတိဆိုတာဟာတော့လောကမှာရှိတဲ့လူသားတွေဟာမြတ်စွာဘုရားကိုစိတ်ကကိုးကွယ်ကြတယ်ဆိုတဲ့အဓိပ္ပာယ်ကိုဖော်ပြတာတဲ့ချက်ကနေပြီးတော့ကောင်းကင်ထိအောင်ချက်ကနေပေါက်လာတဲ့နေစာမြေစာမြဲနေစာမြဲဟာကောင်းကင်ထိအောင်တက်သွားတယ်ဆိုတာမြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့ဂုဏ်သတင်းတွေတလောကလုံးဟာပြန့်နှံ့ပြီးတော့မြတ်စွာဘုရားဟောကြားတဲ့တရားတွေလူတွေရောနတ်တွေရောအလုံးသိတယ်ဆိုတဲ့အဓိပ္ပာယ်ကိုဖော်ကျူးတဲ့အနေနဲ့မှတ်ထားတယ်ဟိမဝန္တာတောင်ကြီးခေါင်းအုံးပြီးတော့အရှိသမုဒ္ဒရာနောက်သမုဒ္ဒရာလက်နှစ်ဖက်ထားတောင်သမုဒ္ဒရာပေါ်မှာခြေထားတယ်ဆိုတာတရားဓုတရားမြတ်တွေရပြီးတော့လောကမှာအထွတ်ထိပ်ဘုရားအဖြစ်ရောက်တော့မယ်ဆိုတဲ့အဓိပ္ပာယ်ကိုမှတ်ထားဒီလိုဆိုတယ်အဲ့တော့လောကမှာအိမ်မက်မက်တဲ့ဟာတွေကပုပ္ပနမိတ်လို့ဆိုတဲ့ထူးခြားတဲ့အာယုန်နမိတ်အနေနဲ့မက်တဲ့ဟာမျိုးတွေကြတော့မှန်ကန်တယ်လို့ဒီလိုပြောတယ်အဲ့တော့မှန်မှန်နဲ့စစ်ဆေးကြည့်မယ်ဆိုရင်ဓာတုခောဘဓာလီ6ချားလို့မက်တယ်ဆိုတာဘုန်းကြီးတို့ကိုယ်တိုင်တစ်ခါတစ်ခါမက်တဲ့အိမ်မက်တွေကိုသေသေးချာချာစဉ်းစားစစ်ဆေးကြည့်မိတယ်တခါတရံကြတော့မြေထဲမှာရေကူးနေရတယ်လို့အိမ်မက်တဲ့အခါကြတော့ဆောင်းကနေကွာပြီးတော့အေးနေတဲ့အချိန်မျိုးဖြစ်တတ်တယ်ပေါ့အဲ့ဒါမျိုးကြကိုယ်တိုင်ကရေထဲရောက်နေတဲ့အိမ်မက်မျိုးတွေမက်တတ်တယ်ပေါ့တခါတရံကြတော့ခန္ဓာကိုယ်မှာလေတွေများလာတဲ့အခါမျိုးမှာကောင်းကင်ပြန်ရတယ်ဆိုတဲ့အိမ်မက်မျိုးလည်းမက်ဖူးတယ်ပေါ့ဒါတွေကဓာတုခောဘလို့ခေါ်တယ်ဓာတ်6ချားလို့ဓာတ်လေမညီမျှလို့မက်တဲ့မက်အိမ်မက်မျိုးတွေပဲအဲ့ဒါလို့ဓာတ်လေ6ချားလို့မက်တဲ့အိမ်မက်ကြတော့ဒီအိမ်မက်ရဲ့အကျိုးဟာမှန်ကန်မှုမရှိဘူးတခါဆွဲပြီးတော့မက်တဲ့အိမ်မက်ဟာလည်းပဲမှန်ကန်မှုမရှိဘူးတဲ့နတ်တွေကဖန်ဆင်းပြတဲ့အိမ်မက်ကြတော့မှန်တာလည်းရှိတယ်မမှန်တာလည်းရှိတယ်ဘာကြောင့်လဲဆိုတချို့နတ်တွေကအကျိုးလိုလားလို့အမှန်ကန်ဖော်ပြပြီးအိမ်မက်ပေးတာကြတော့မှန်တယ်တချို့နတ်ကခြောက်တွန်းပြီးတော့မမှန်မကန်တွေသွေးဆောင်ပြီးတော့ပြတာမျိုးလည်းရှိတတ်တယ်အဲ့ဒါကြတော့မမှန်ဘူးလို့ဒီလိုဆိုတယ်ပုပ္ပနမိတ်အနေနဲ့မက်တဲ့အိမ်မက်ကြလို့ရှင်တော့မှန်ကန်တယ်အခုကောသလမင်းကြီးမက်တဲ့အိမ်မက်ဟာပုပ္ပနမိတ်အနေနဲ့မက်တယ်လို့ဒီလိုဆိုတယ်ဒါအိမ်မက်ခြင်းရဲ့အကြောင်း၄မျိုးမှန်မမှန်အဲ့တော့အိမ်မက်ဆိုတာအချိန်ကာလနဲ့သတ်မှတ်ပြီးတော့ပြောရမယ်ဆိုရင်အိယာဝင်တဲ့အချိန်စောစောအိယာဝင်လို့ပထမယံမှာအိပ်ပျော်သွားလို့အိမ်မက်မက်တယ်မဇ္ဈိမယံဆိုတဲ့သကောင်ကျော်အချိန်မှာအိမ်မက်မက်တယ်
ပစ္စည်းမယံဆိုတဲ့မိုးသောချိန်မှာအိမ်မက်မက်တယ်နေ့အိတ်လို့အိမ်မက်မက်တယ်အဲ့ဒါလို့အိမ်မက်မက်တဲ့အချိန်နဲ့တွက်ပြီးတော့ပြောမယ်ဆိုရင်လေညာဥယမှာမက်တဲ့အိမ်မက်ကမမှန်ဘူးတဲ့ညသကောင်ယမှာမက်တဲ့အိမ်မက်ကလည်းအမှန်ကန်မဟုတ်ဘူးတဲ့မှန်ကန်တဲ့အိမ်မက်တစ်ခုဟာနာနဲ့မိုးတော့အလင်းရောက်ခန္ဒီလေးမှာလင်းအားကြီးအချိန်လေးမှာမက်တဲ့အိမ်မက်မျိုးကတော့မှန်တယ်လို့ဇာပေကျမ်းကမှာဆိုထားတယ်မြန်မာပြည်မှာတော့ငယ်ငယ်တုန်းကတော့ဖတ်ဖူးတဲ့အိမ်မက်တိတ်ထုံကျမ်းတို့ဘာလို့ရှိတယ်ပေါ့နော်ဘာအိမ်မက်ရင်ဘာဖြစ်တယ်ဘာဖြစ်တယ်နဲ့ဟုတ်တာမဟုတ်တာတော့မသိဘူးရေးထားတာကိုပြောတာနော်အဲ့ဒါလို့အိမ်မက်မဲ့လို့ရှိရင်ဖြစ်တတ်တဲ့အကြောင်းအရာတွေကိုတော့ရေးထားတယ်အဲ့လိုရေးထားတွေတွေ့ရတယ်ဒါကပါဠိစာပေမှာဆိုထားတဲ့အိမ်မက်နဲ့ပတ်သက်တဲ့အကြောင်းတရားတွေပေါ့အဲ့တော့နာနဲ့မိုးသောချိန်မှာမက်တဲ့အိမ်မက်တရားဘယ်တော့မှရအိမ်မက်မက်တာလဲနာနဲ့မိုးသောချိန်မှာမက်တယ်ဖះလောင်းအိမ်မက်မက်တာလဲနာနဲ့မိုးသောချိန်မှာမက်တယ်အဲ့ဒီမိုးသောချိန်မှာမက်တဲ့အိမ်မက်ဟာဘာဖြစ်လို့မှန်တယ်လဲဆိုတော့လူဟာညကအစာစားထားတာတွေညဥယျာမှာဆိုမကြေတတ်သေးဘူးနော်ညတကောင်မှာဆိုလဲအစီဩဇာတွေကခန္ဓာကိုယ်မပြတ်နှံ့သေးဘူးတကောင်ကြော်သွားပြီနာနဲ့မိုးတော့လင်းရောက်ပြီဆိုလို့ရှိရင်စားထားတဲ့အစာအာဟာရတွေကအစီဩဇာအဖြစ်ရောက်ပြီးခန္ဓာကိုယ်အကျိုးပြုပြီးတော့နေတဲ့အချိန်ဖြစ်လို့တဲ့အဲ့ဒီအချိန်ဟာတော့အိမ်မက်ဟာမှန်ကန်တတ်တယ်ပေါ့မှန်ကန်တယ်ဆိုတဲ့နေရာမှာလည်းပဲခုနပုဗ္ဗနမိတ်အနေနဲ့မဲ့တဲ့အာမမှန်တယ်ပေါ့အဲ့ဒါလို့အိမ်မက်နဲ့ပတ်သက်ပြီးတော့စာပေကျမ်းကမှာဆိုထားတယ်ခုနကအိမ်မက်နဲ့ပတ်သက်ပြီးတော့အိမ်မက်ဟာဘဝင်စိတ်နဲ့ဝီထိစိတ်နှစ်ခုစကြားမှာဖြစ်ပြီးတော့အိမ်မက်မက်ထားမှုအဘိဓမ္မာသဘောအရအကုသိုလ်စိတ်ပင်ဖြစ်တော်လဲနော်အကုသိုလ်စိတ်ပင်ဖြစ်တော်လဲကုသိုလ်စိတ်ပင်ဖြစ်တော်လဲပြည်ပြင်းတဲ့ကုသိုလ်ပြည်ပြင်းတဲ့အကုသိုလ်မျိုးမဟုတ်သည့်အတွက်ကြောင့်ဘဝတစ်ခုကိုပေးနိုင်လောက်တဲ့စွန့်ရည်တတ္တိတော့မရှိဘူးတဲ့အခါအိမ်မက်နဲ့ပတ်သက်ပြီးတော့ယဟန်တော်တစ်ပါးဟာအိမ်မက်ထဲမှာပြစ်မှုတစ်ခုကိုကျူးလွန်ပြီဆိုလို့ရှိရင်ဝိနည်းစိကံအရာအိမ်မက်ထဲမှာကျူးလွန်တဲ့ပြစ်မှုဟာပြစ်မှုမမြောက်ဘူးလို့ဒီလိုဆိုတယ်အဲ့ဒါဝိနည်းကြတော့ပြစ်မှုမမြောက်ဘူးလို့ပြောတယ်အဘိဓမ္မာရတဲ့အဘိဓမ္မာသဘောအရကြည့်တဲ့အခါကျတော့အကုသိုလ်စိတ်နဲ့မဲ့ရင်အကုသိုလ်ဖြစ်တယ်ကုသိုလ်စိတ်နဲ့မဲ့ရင်ကုသိုလ်ဖြစ်တယ်လို့အဘိဓမ္မာကတော့ဒီလိုဆိုတယ်အကုသိုလ်လုပ်ရင်အကုသိုလ်ဖြစ်မှာပဲကုသိုလ်လုပ်ရင်ကုသိုလ်ဖြစ်မှာပဲအဲ့ဒါကတော့အဘိဓမ္မာသဘောကပြောင်းလဲမှုမရှိဘူးသို့သောပြစ်မှုကျူးလွန်တဲ့အိမ်မက်မျိုးမဲ့လို့ဝိနည်းသိက္ခာပုဒ်ကျူးလွန်ရာရောက်လို့အပြစ်ရောက်သလားလို့ဆိုတော့အိမ်မက်ထဲမှာကျတော့အပြစ်မရောက်ဘူးလို့ဒီလိုဆိုတယ်ပေါ့နော်ဝိနည်းနဲ့ကျတော့အပြစ်မရောက်ဘူးအညတရသူပိနန္တာဆိုပြီးတော့အိမ်မက်ထဲမှာဖြစ်တာမှန်သမျှပြစ်မှုမမြောက်ဘူးလို့ဒီလိုဆိုတယ်ဒါကအိမ်မက်နဲ့ပတ်သက်ပြီးတော့မှတ်သားစရာအချက်လက်ကလေးတွေပေါ့နော်ကောသလမင်းကြီးဟာလဲအခုလိုပဲတရက်မှာညတကောင်ကြော်လို့နာနဲ့မိုးတော့အလင်းရောက်ခံဒီမှာထူးဆန်းတဲ့အိမ်မက်တွေသူဟာတနေ့တစ်မျိုးမက်တာတော့မဟုတ်ဘူးတခါတည်းနဲ့16မျိုးမက်ပုံတော့ရတယ်နော်တနေ့တစ်မျိုးမဟုတ်ပဲနဲ့သူမက်တယ်သူအိမ်မက်ကလည်းတတိတရန်းကြီးမက်ထားတာနော်သူကတိုင်းကလှိလိပြီးတော့ကြည့်လို့မြင်မက်တာမျိုးလည်းဖြစ်နိုင်တယ်ပေါ့အိမ်မက်ဆိုတာမျိုးကတခါတလေဇလန်းကြီးကရှင်းနေပြီလို့အချိန်လေးကတူတူလေးလည်းဖြစ်ချင်းဖြစ်တယ်ပေါ့အိမ်မက်ထဲမှာဇလန်းကတခါရှည်တတ်တယ်ပေါ့ပြန်မက်တာမျိုးတွေလည်းရှိတယ်ကိုယ့်အိမ်မက်ကိုစမ်းစစ်ကြည့်ပေါ့နော်အဲ့ဒီမှာကောသရမင်းကြီးဟာနှစ်ချိုက်အိပ်ပျော်ရာကနာနဲ့မိုးတော့အလင်းရောက်ခံဒီလေးမှာအိမ်မက်16မျိုးကိုသူမက်လိုက်တယ်အဲ့ဒီ16မျိုးကိုတစ်မျိုးစီအကျိုးနဲ့အကြောင်းနဲ့မြတ်စွာဘုရားရဲ့ရှင်းပြချက်ကလေးနဲ့သွားရအောင်အဲ့တော့ကောသရမင်းကြီးအိမ်မက်လိုက်တာမနဲ့လင်းကနေလေးမှာသူမက်လိုက်တာတွေကထူးထူးဆန်းဆန်းနေတခါတည်းစီကစင်ကမက်လိုက်တယ်အဲ့တော့မက်လိုက်တာသူမက်လိုက်တဲ့အိမ်မက်
မက်ပြီးတာနဲ့တပြိုင်တည်းသူဟာတခါမှမတွေ့ဘူးမကြုံဘူးတာတွေမြင်လိုက်ရတော့စိတ်ထဲမှာထူးဆန်းအံ့ဩပြီးဖြတ်ခနဲ့လန့်နိုးလာပြီးသူဟာအိမ်မက်အရေးကိုတွေးပြီးတော့အိယာဘောကဖြတ်ခနဲ့ထပြီးတော့ထထိုင်နေလိုက်တယ်အိမ်မက်တွေကထူးခြားနေတော့ပြီးပြီးပြင်းပြင်းထူးထူးခြားခြားကြီးဖြစ်တဲ့အခါကျတော့အိယာဘောမှာထထိုင်ပြီးတော့ပြန်အိတ်လို့မရတော့တဲ့အနေအထားမျိုးရောက်သွားတယ်ဒါနဲ့မနဲ့လင်းသွားတော့ရှင်မင်းဆိုတာနာနဲ့လင်းနာနဲ့တပြိုင်နက်ပရောဟိတ်ပုံနာကြီးတွေကအခါစားဝင်လာလေးရှိတယ်ပေါ့အဲ့တော့ဘုရင်စီလာပြီးတော့အခါစားဝင်လာတဲ့ပရောဟိတ်ပုံနာကြီးဟာဘုရင်စီရောက်တဲ့အခါကျတော့ရှင်မင်းကြီးချမ်းသာသာသာချိန်ဆက်ရပါရဲ့လားဆိုတဲ့မေးခွန်းဟာဒါမေးလေးရှိတာပေါ့နော်အမြဲတမ်းမေးတယ်ချမ်းသာသာအိပ်ဆက်ရပါလားအိပ်ဆက်ရမယ့်အခြေအနေကိုလာပြီးတော့မေးတဲ့အခါမှာဒီအိမ်မက်အကြောင်းကိုပြောသူဟာမနဲ့လင်းကန်ဒီမှာမက်လိုက်တဲ့အိမ်မက်ကတသက်မှာတစ်ခါမှမကြုံဘူးတဲ့အိမ်မက်ကြီးတွေဖြစ်လို့သူ့စိတ်ထဲမှာလန့်ဖြန့်နေတဲ့အကြောင်းအဲ့ဒီလိုပြောတော့ပရောဟိတ်ပုံနာကြီးကဘာတွေပြန်မက်လို့တော့လို့ဆိုတော့တစ်ခုစီရှင်းပြတယ်သူမက်တဲ့အိမ်မက်တွေကိုစီကာစင်ကပြောလိုက်တဲ့အခါကျတော့ပရောဟိတ်ပုံနာကြီးကလက်ခါတယ်အမလီဆိုးလိုက်တဲ့အိမ်မက်ပါလားဆိုးလိုက်တဲ့အိမ်မက်ဒီအိမ်မက်ကအလွန်ကြမ်းတမ်းတဲ့အိမ်မက်အန္တရာယ်မြင်တဲ့အရှင်မင်းကြီးပုံနာဆိုတာလဲအမြဲတမ်း6လှမ်းပြီးတော့ဘုရင်စီကငွေတောင်းနေကြလူတွေကိုအဲ့တော့ဘုရင်ကြီးအိမ်မက်မထားမြင်လိုက်တာနဲ့သူကလက်ဖြားခါပြီးတော့ဘုရင်ကြီးစိုးရင်ရတယ်ဟာဘာကိုစိုးရင်ရမှာလဲလို့ဆိုအန္တရာယ်3မျိုးမြင်တယ်ပေါ့ဒီအိမ်မက်ကြီးတွေကထူးထူးခြားခြားကြီးစီတော့အန္တရာယ်3မျိုးမြင်တယ်တဲ့ဘာအန္တရာယ်တော့အရှင်မင်းကြီးရဲ့ယာဓုအန္တရာယ်နော်ရှင်မင်းကြီးရဲ့ယာဓုအန္တရာယ်ကိုလည်းမြင်တယ်ပေါ့ရစ္ဆန္တရာယောနောက်တစ်ခါအသက်အန္တရာယ်ကိုလည်းမြင်ရတယ်စီးစိမ်ချမ်းသာအန္တရာယ်ကိုလည်းမြင်ရတယ်အဲ့တော့ရှင်မင်းကြီးမှာဒီအန္တရာယ်3မျိုးနဲ့မလွဲမသွေကြုံလာနိုင်တယ်ဒီအိမ်မက်ဆိုးဟာဒါကအင်မတန်မှဆိုးတဲ့အိမ်မက်ကြီးတွေပဲလို့ဒီအိမ်မက်ကြီးတွေဟာမကောင်းတဲ့အိမ်မက်ကြီးတွေဖြစ်လို့ဒီအိမ်မက်ရဲ့အကျိုးသက်ရောက်မှုကြောင့်ဒီအန္တရာယ်မျိုးတွေကြုံနိုင်တယ်လို့ဆိုဘုရင်ကြီးကကြောက်တာပေါ့လန့်သွားတယ်လေဒါဖြင့်လောက်ပါအောင်ရေရရာခြေလို့ရမလားတပတိကမ္မအပတိကမ္မရေရရာခြေလို့ရသလားရေရရာဆိုတာသူကဗမာပြည်မှာလည်းရေရရာခြေတယ်ဆိုတာနားလဲကြတာပေါ့နော်ရေရရာခြေလို့ရွှေကုံဘုရားပေါ်တက်ပြီးတော့ကြောက်စင်းတို့တွေရေလောင်းနေကြတာတွေတွေ့ရအဲ့ဒီမှာရေရရာခြေလို့ရသလားလို့ဆိုရှင်မင်းကြီးတဲ့အိမ်မက်ကတော့တော်တော်ဆိုးတယ်ပေါ့ကျွန်တော်မျိုးကြံဖန်မမယ်အကယ်၍မရဘူးဆိုတာမရှိပါဘူးရေရရာခြေလို့ရအောင်ကြိုးစားမယ်ရပါတယ်ရေရရာခြေလို့ရအဲ့တော့ရေရရာဆိုတာဟာသူကရွှေ့ပစ်တဲ့သဘောပေါ့ကြာရောက်လာမဲ့အန္တရာယ်တစ်ခုကိုခြေပြောက်သွားအောင်ရွှေ့ပစ်တဲ့သဘောဖယ်ရှားပစ်တဲ့သဘောတခြားနိုင်ငံတွေမှာလည်းပဲအဲ့ဒီရေရရာဆိုတာလေးတွေရှိတတ်တယ်ပေါ့နော်တွေ့ရတယ်ရေရရာခြေတယ်ဆိုတဲ့သဘောလေးတွေရှိတယ်အင်္ဂလိပ်စာအုပ်တုပ်ထဲမှာဖတ်ရတဲ့ရေရရာခြေပုံလေးကတော့ဘာတော့ဆိုရင်ထမင်းမွဲမှာထမင်းစားရင်ကနေအဲ့ဒီစားဘူးလေးဒီဘက်ပေးလိုက်စမ်းမှာကမ်းလိုက်စမ်းမှာလို့အဲ့ဒီစားဘူးလေးလှမ်းပေးတဲ့အခါမတော်တခြားစားဘူးလေးလွတ်ကြပြီးတော့စားဖိတ်သွားလို့ရှင်အဲ့ဒါဟာကံမကောင်းမှုပေါ့ကံမကောင်းမှုဆိုတာစားဘူးဖိတ်သွားသည့်အတွက်ကြောင့်ကံမကောင်းအဲ့ဒီကံမကောင်းတာကိုဘယ်လိုရေရာခြေရတော့ဆိုစားကလေးကိုနည်းနည်းယူပြီးတော့ဘယ်ဘက်ပခုံးပေါ်ကနေကြော်ပြီးတော့နောက်ကိုနည်းနည်းပက်လိုက်လို့ရှင်ရေရာခြေတယ်တဲ့အဲ့ဒီရေရာခြေတဲ့ဆိုတဲ့စကားကိုအင်္ဂလိပ်လိုဘယ်လိုသုံးလို့ဆိုနော် to keep bad luck away keep bad luck away bad luck ဆိုရတဲ့ကံကြမ္မာကို keep away တခြားကိုဖယ်ပလိုက်တယ်ပေါ့ဒီလိုအဓိပ္ပာယ်နဲ့ရေးထားတာရှိတယ်ပေါ့ to keep bad luck away ဆိုပြီးတော့အဲသူတို့မှလည်းရေရာခြေတာမျိုးတွေ
အဲ့တော့လူမျိုးတိုင်းမှာရေရရာဆိုတာတော့ရှိပုံရတယ်ကြည့်ရတယ်ရေရရာခြေတဲ့အလေးအထလေးရှိကြတယ်ပေါ့မြန်မာပြည်မှာတော့ဘုရားဘာသာကိုယ်ွယ်တဲ့နိုင်ငံဖြစ်လာသည့်အတွက်ကြောင့်ရေရရာခြေမှုတော်တော်များများဟာဒီဖះเจ้าကံနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်လာတတ်တယ်ပေါ့ရေရရာခြေပေးတာတွေအဲ့ဒါမျိုးအဲ့တော့မကောင်းတဲ့ကံကြမ္မာကိုတခြားပို့ပစ်တာကိုပဲယတ္တရားတခြားကိုပို့ပစ်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ယတရာခြေကြတယ်ပေါ့အဲ့တော့ပါဠိစာပေမှာတော့တပ္ပတိကမ္မကုစားလို့ရတယ်အပ္ပတိကမ္မကုစားလို့မရဘူးဆိုတဲ့အသုံးကိုသုံးတယ်ဒါဟာကုစားဖြေပြောင်းလို့ရမလားလို့ဆိုရပါတယ်ဒါဖြင့်လုပ်ပါအမိန်ပေးလိုက်တယ်ဘုရင်ကြီးကကြောက်တယ်ကြောက်တော့ဆရာတော်ကြည့်လုပ်ပါလို့ဆိုရှင်မင်းကြီးတဲ့ဒါလွယ်ပါတယ်သဗ္ဗစတုတ်ကရစ်ကြီးကိုပူဇော်ရမယ်ရစ်ပွဲတစ်ခုကျင်းပရမယ်ရစ်ဆိုတာမျိုးကဘာလို့ဆိုရင်သားကောင်တွေကိုတတ်တာအကောင်မလောင်တွေကိုတတ်ပြီးတော့လေချောင်းသွေးနဲ့ရစ်နဲ့ပူဇော်ပြီးသူတို့ကမန္တန်ရွတ်တယ်မန္တန်ရွတ်ပြီးတော့အကောင်တွေကိုတတ်ပြီးတော့ရစ်ပူဇော်တယ်ဒီအသားတွေသူတို့အကုန်ရတယ်ပိုက်ဆံတွေလည်းအကုန်ရတယ်ဆိုတော့ဒါကို sacrifice လို့ခေါ်တာမြတ်စွာဘုရားလက်ထက်မှာကိုဒီရစ်ပွဲကြီးတွေဟာရှိနေတော့မယ်ဒါကြောင့်မို့မြတ်စွာဘုရားဟာပါဏာတိပါဏဝေရမဏိသိက္ခာပရံသမာရိယာမိသူများအသက်ကိုမတတ်ဖို့ရတွင်တွင်ဟောရ sacrifice ဆိုတဲ့ရစ်ပွဲကြီးတွေဟာကောင်းကျိုးချမ်းသာမပေးဘူးတရားဝါတွေတတ်တဲ့ရစ်ပွဲတွေဟာဒီကောင်းကျိုးချမ်းသာမရတဲ့အပြင်လူတွေရဲ့ဆိုးကျိုးကိုသာဖြစ်ပေါ်စေနိုင်တယ်ဆိုတာကိုမြတ်စွာဘုရားရစ်ပွဲရဲ့အပြစ်တွေကိုအမြဲတမ်းဟောလို့ရှိတယ်ပေါ့အမြဲတမ်းဟောလို့ရှိတယ်အဲ့တော့သာတတ်တဲ့ရစ်တွေဟာမှားယွင်းနေတယ်သူတော်ကောင်းတွေလည်းဘယ်တော့မှမလာဘူးရှောင်းတယ်သားကောင်းတွေကိုတတ်တယ်သဗ္ဗစတုကဆိုဆင်ကို၄កောင်တတ်မယ်မြင်းကလည်း၄កောင်တတ်မယ်စိတ်က၄កောင်တတ်မယ်နွားက၄កောင်တတ်မယ်ဆိုအဲ့ဒီ၄မျိုးတွေအကုန်လုံးချပြီးတော့တတ်တယ်တတ်ပြီးတော့ရစ်ပူဇော်တာအဲ့ဒါလို့ရစ်ပူဇော်ဖို့သူတို့ဟာချက်ချင်းအားချင်းအစီအစဉ်လုပ်ကြတယ်ဘုရင်စီကအမိန်လဲရအောင်အားချင်းစီစဉ်အဲ့ဒါလို့ပုံသားတွေကနန်းတော်ထဲမှာဝင်လိုက်ထွက်လိုက်နဲ့အလုရှုပ်နေတာကိုမန္လိကမိဖုရားကမြင်တဲ့အခါကျတော့ဘုရင်ကြီးစီသွားပြီးတော့မေးတယ်ဘာလုပ်ကြတာလဲဆိုတော့ဘုရင်ကြီးကစိတ်တိုးနေတယ်ငါနားမှာမပွေးတကောင်ရောက်နေတာကိုနင်မသိဘူးလားပေါ့လေငါမှာဒုက္ခရောက်နေတယ်ဘာတွေဒုက္ခရောက်တာတုံးဆိုမနေ့ကအိမ်မက်ဆိုးတွေမက်တယ်ပေါ့အဲ့ဒီအိမ်မက်ဆိုးတွေကြောင့်မို့လို့ငါအသက်အန္တရာယ်ယာရုစည်းစိမ်အန္တရာယ်ဒါတွေမြင်နေလို့ငါပြေပြောက်အောင်ရရခြေဖို့ကြိုးစားနေရတယ်ဆိုတော့ရှင်မင်းတရားဘယ်သူကပြောတာတုံးလို့ဆိုပုံသားတွေပြောတာမြတ်စွာဘုရားထင်ရှားရှိနေတဲ့အတိုင်းနဲ့ဘုရားကိုတော့မမေးဘဲနဲ့ပုံသားတွေဘာလို့သွားမေးတာလဲဘုရားကိုသွားမေးပါဆိုတော့ကြံပြီးတော့အဲ့ကြတော့မှဘုရားကိုတတိယအားကိုးပြီးကြောင်းသွားတယ်ကြောင်းသွားတဲ့အခါကျတော့မြတ်စွာဘုရားကိုသွားပြီးတော့ဒီလိုအိမ်မက်တွေမက်တဲ့အကြောင်းမြတ်စွာဘုရားကိုသွားလျှောက်တယ်အိမ်မက်ရဲ့အကျိုးအပြစ်တွေကို तू သိချင်ပါတယ်သူအိမ်မက်တွေထူးထူးဆန်းဆန်းမက်လို့အဲ့ဒီအကြောင်းတွေဖះလျှောက်တဲ့အခါကျတော့မြတ်စွာဘုရားကပြောပါအောင်တဲ့ဘာတွေမက်တာတုံးဆိုတာတစ်ခုချင်းသူလျှောက်တာတွေကိုမြတ်စွာဘုရားကရှင်းလင်းဖော်ပြတဲ့ဒီမဟာသုပိနစာရကဆို950ဇတ်ထဲမှာ950ဇတ်ထဲမှာ89ခုမြောက်ဇတ်မှာဒီအကြောင်းကိုမှတ်တမ်းတင်ထားတာပါတယ်ပေါ့ဖျားပထိုးတွေမှာလည်းပဲဒီကောသလအိမ်မက်16ချက်ဆိုတာပကြီကားတွေရေးထားလိမ့်ရှိကြတယ်ပေါ့နော်ပကြီကားတွေရေးထားလိမ့်ရှိတယ်အဲ့ဒီမှာသူကအိမ်မက်အကြောင်းကိုတစ်ခုချင်းသူမက်တာတွေကိုတစ်ခုချင်းရှောက်တယ်အဲ့တော့ပထမဆုံးသူအိမ်မက်တာဘာမက်တုံလို့ဆိုတော့အိမ်မက်ထဲမှာဖျားတဲ့ဒီမျက်စင်းရောင်မျက်စင်းဆိုတာဟို
ခတ်ညိုညိုရောင်အဆင်းပေါ့မျက်စင်းတောင်ရဲ့မျက်စင်းရောင်နွားနဲ့ကြီး၄ကောင်နွားနဲ့ကြီး၄ကောင်ဟာတွန်တန်နေပေးပြီးတော့တပည့်တော်ရဲ့နန်းရင်ပြင်ဘက်ကိုအရက်လေးမျက်နှာကနွားနဲ့ကြီး၄ကောင်ဝင်လာတယ်တဲ့နွားကြီးတွေကတွန်ပြီးတော့အနဲ့ရောင်နွားကြီး၄ကောင်နွားလာဥဒဘလို့ခေါ်တယ်နွားကြီး၄ကောင်တွန်တန်ပေးပြီးတော့အရက်လေးမျက်နှာကနေပြီးတော့ဝင်လာကြတယ်ဝင်လာပြီးတော့တကောင်နဲ့တကောင်ဆောင်ကြတယ်ခွေတော်မဲ့ပုံစံပေါ့အရက်လေးမျက်နှာတောင်းလာတဲ့ကောင်နဲ့မြောက်ကလာတဲ့ကောင်အရှိကလာတဲ့ကောင်နဲ့နောက်ကလာတဲ့ကောင်ခွေကြတော့မယ်လို့ဟန်ရေးပြပြီးတော့နန်းရင်ပြင်ကိုရောက်လာဟန်ရေးပြပြီးတော့ခွေမလို့လှုပ်ပြီးတဲ့အခါကျတော့နွားတွေကနွားကြီး၄ကောင်ဟာမခွေပဲနဲ့တကောင်တကောင်ရှောင်ထွက်ဒီတွန်တန်နေပေးပြီးတော့လာရအရက်ကိုပြန်ထွက်ပြေးတာကိုသူမြင်လိုက်ရတယ်ကဲထူးထူးခြားခြားသူကလည်းကြောင်ခဲ့တဲ့တွေတော်တော်မဲ့တဲ့လူရှိနော်အဲ့ဒါလို့နွား၄ကောင်ဟာဝှေ့မလို့ခွေကြတော့မလို့ဆိုပြီးတော့တွန်တန်နေပေးပြီးလာပြီးအနိနာကျမရှောင်သွားကြတာကိုမြင်လိုက်တော့ဘာများပါလေဒီအိမ်မက်ကပထမဒီအိမ်မက်ကိုတပည့်တော်မက်ပါတယ်လို့ဆိုတော့မြတ်စွာဘုရားကသူပြောပြတာနားထောင်ပြီးတော့ရှင်မင်းကြီးတဲ့ဒီအိမ်မက်ကသင်မင်းကြီးအတွက်ဘာမှအကျိုးသက်ရောက်မှုမဖြစ်ပါဘူးတဲ့ဒါဟာနောက်အနာဂတ်မှာဖြစ်ပေါ်လာမယ့်အခြေအနေတစ်ခုကိုဖော်ပြတဲ့အိမ်မက်သာဖြစ်တယ်ပေါ့နောက်အချိန်ကြလို့ရှိရင်လူလောကကြီးဟာဆုပ်ယုပ်ပြက်ပြားလာလို့ဆုပ်ယုပ်ပြက်ပြားလာတဲ့အခါမှာမိုးခေါင်ရေရှားတောတွေပြုံးလာတဲ့ပြဿနာတွေပေါ်လာနိုင်တယ်အဲ့ဒီမှာမေဃပါဒလို့ဆိုတဲ့မိုးရဲ့အခြေအမြစ်တွေအကုန်လုံးပျက်စီးကုန်အခြေအမြစ်တွေပျက်စီးကုန်တယ်မိုးရွာတယ်ဆိုတာတောတွေတောင်တွေကနေပြီးတော့ထွက်လာတဲ့အပူငွေ့တွေပင်လယ်ထဲကတက်လာတဲ့အပူငွေ့တွေရေငွေ့တွေအဲ့ဓာတွေကကောင်းကင်ယံတက်ပြီးတော့အပေါ်ကနေပြီးအေးနဲ့တွေ့တဲ့အခါမှာပြန်ရွာချလေရှိတာကိုအဲ့ဒါလို့ရေဓာတ်တွေဟာမြေကြီးကနေတက်သွားပြီးတော့မှအပေါ်ကနေပြန်ရေချနောက်ပိုင်းရောက်လာတဲ့အခါမှာလူတွေဟာလောဘတွေကြီးဒေါသတွေကြီးဆုပ်ယုပ်လာတဲ့အချိန်ခါမှာဆိုရင်တောတွေတောင်တွေပြုံးလို့ဒီမိုးခေါင်တဲ့အနေအထားမျိုးတွေဖြစ်လာနိုင်တယ်တဲ့မိုးရွာဖို့အခြေအမြစ်တွေဟာအကုန်လုံးပျက်စီးကုန်တတ်တယ်မြစ်တွေချောင်းတွေတောတွေတောင်တွေအဲ့ဒီကရေကိုရေငွေ့တွေမရှိလောက်6တွေ့လာပြီးတော့မိုးရဲ့အခြေအမြစ်ဖြစ်တာတွေအလုံးပျက်စီးလာတဲ့အခါမှာတဲ့မိုးသားတိမ်လိပ်တွေကောင်းကင်မှာဆင်းလာပြီးတဲ့အခါမိုးရမယ့်ရာသီရောက်တော့လည်းပဲချိန်ပြီးတော့မိုးတွေဟာအရှိကရောတောင်ကရောအနောက်ကရောမြောက်ကရောဆိုတာလို့တက်လာပြီးတဲ့အခါကျတော့မိုးတန်တွေပေးပြီးတော့မရွာပဲနဲ့တိမ်တွေလွင့်စင်ပြီးတော့သွားတာမျိုးအဲ့ဒီမိုးခေါင်ရေရှားတဲ့အနေအထားတွေဟာနောက်နှစ်ပေါင်းကြာလာတဲ့အခါမှာကဘာကြီးမှာဖြစ်ပေါ်လာလိမ့်မယ်တဲ့ဖြစ်ပေါ်လာနိုင်တယ်ဆိုကောသရမင်းကြီးကလွန်ခဲ့တဲ့နှစ်ပေါင်း1600လောက်ကမက်ခဲ့တဲ့အိမ်မက်ဟာဒီကနေ့မှာမိုးကောင်ရေရှားတယ်ဆိုတာဖြစ်ပေါ်လာနေတယ်ပေါ့ဒီလိုဆိုတာအဲ့တော့အခြေအနေတစ်ခုဟာအကြောင်းမဲ့ဖြစ်လာတာမဟုတ်ဘူးအကြောင်းမဲ့ဖြစ်လာတာမဟုတ်အလုံးကပူနွေးပြီးတော့လောကကြီးမှာရေဓာတ်မြေဓာတ်တွေဆုပ်ယုပ်လာပြီးတဲ့အခါမှာမိုးရွာဖို့အခြေအနေတွေဟာအလွန်နည်းလာတယ်အလွန်နည်းလာသည့်အတွက်ကြောင့်လူတွေဟာသီးနှံတွေစိုက်ပျိုးမိုးရွာတော့မယ်လို့ထင်သီးနှံတွေစိုက်ပျိုးထားတဲ့အချိန်မှာမိုးကမရွာတဲ့အခါမှာကောက်ပဲသီးနှံတွေလည်း6တွေ့ပျက်စီးကုန်တယ်တဲ့မိုးခေါင်ပြီးတော့အရာလေးမျက်နှာတက်လာတဲ့မိုးတွေဟာချိန်လာပြီးတော့မမရွာပဲနဲ့မိုးခေါင်ရေရှားမှုတွေကိုမကြာခဏဖြစ်ပေါ်လာနိုင်တဲ့အနေအထားမျိုးနောက်ကြလို့ရှိရင်ဖြစ်လာလိမ့်မယ်ဆိုတာကိုရည်ရွယ်ပြီးတော့အဲ့ဒီနောက်မှာဖြစ်ပေါ်လာမဲ့အခြေအနေတရက်ကိုယခုအချိန်ကကြိုတင်ပြီးတော့မက်ထားပါသင်မင်းကြီးလက်ထက်မှာဒီအိမ်မက်ရဲ့အကျိုးဟာဘာမှဖြစ်အောင်မဟုတ်သေးပါဘူးနောက်နှစ်ပေါင်းကြာလာတဲ့အခါကျတော့လောကကြီးဟာဆုံးလာပြီဆိုရင်ဒီအကျိုးသက်ရောက်မှုတွေပေါ်လာပါလိမ့်မယ်လို့
မြတ်စွာဘုရားအဲ့ဒါလိုဟောခဲ့တယ်နော်အဲ့လိုဟောတယ်နောင်ကျမှအကျိုးသက်ရောက်မှာခုချိန်မှာမဖြစ်သေးဘူးလို့ဆိုဘုန်းကြီးရောစဉ်းစားကြည့်မိတယ်ဘုန်းကြီးတို့စင်ကူကရွာပေါ့လေကိုယ့်ရဲ့ဇာတိရွာဇာတိရွာကမြစ်ကမ်းခြေမှာရှိတယ်မြစ်ကမ်းခြေကအေယာဝတီမြစ်ခွဲကလေးမြောင်မြစ်လို့ခေါ်တယ်အေယာဝတီမြစ်လက်တက်ကလေးအေယာဝတီမြစ်မကြီးကခွဲထက်လာပြီးတော့မြစ်လက်တက်ကလေးမှာအဲ့ဒီကမ်းခြေမှာဘုန်းကြီးတို့ရွာရှိတယ်ပေါ့အဲ့ဒီမြစ်နဲ့ပတ်သက်ပြီးတော့3 ခါလောက်မဖူးတာကိုမှတ်မှတ်ရရှိတယ်အိမ်မက်ထဲမှာအဲ့ဒီမြစ်ရည်တွေဟာခန်းသွားပြီးတော့နော်6 ကဘာကြီးတွေလို့ဖြစ်ပြီးဟိုဘက်ဒီဘက်ကိုလမ်းလျှောက်ပြီးတော့သွားလို့ရတဲ့ဟာကို3 ခါလောက်မဖူးတယ်မြစ်ရည်တွေဟာခန်းသွားပြီးမရှိတော့ဘူးဆိုဟောခဏိခေတ်မှာတော်တော်ကိုနီးစပ်လာတယ်အဲ့ဒါအိမ်မက်တာအခုဆိုမြစ်ကလေးကတော်တော်လေးကိုကျင်းသွားပြီးတော့တချို့နေရာတွေဆိုလို့ရှိရင်ဖြတ်ကူလို့တောင်ရနေပြီတောင်တွေထိုးပြီးတော့အဲ့ဒီမြစ်လက်တက်လေးဟာတဖြည်းဖြည်းနဲ့တိမ်ကောပပြောက်သွားမယ်အနေထားမျိုးလားလို့စိတ်ထဲမှာတောင်းပါပဲဒီမှတ်နေမိတယ်ပေါ့နော်မက်ထာဟာလွန်ခဲ့တဲ့10 နှစ်လောက်ကတို့15 နှစ်လောက်ကတို့အဲ့ဒါမက်ထာ3 ခါလောက်မက်ဖူးတယ်ပေါ့အဲ့ဒီမြေကျောဟာရေတွေခန်းသွားလို့ဟိုဘက်ရွာကိုကုန်းချောင်းလျှောက်သွားရတယ်လို့အိမ်မက်ခဲ့တယ်ပေါ့ဒီမဲ့မြစ်ကလေးဟာခုချိန်မှာတဖြည်းဖြည်းရေတွေတိမ်လာတာကိုတွေ့ရတယ်ခုဆိုလို့ရှိရင်တော်တော်လေးကမ်းခြေတစ်ဖက်နဲ့တစ်ဖက်ဟာတောင်တွေထွန်းပြီးတော့နီကလေးဖြစ်လာတယ်တချို့နေရာမှာဆိုရင်ဖြတ်ကူးလို့တောင်ရတဲ့အနေအထားမျိုးတွေရေနေတဲ့အချိန်မှာဖြစ်လာအဲ့တော့အိန္ဒိယနိုင်ငံမှာရှိတဲ့မြတ်စွာဘုရားအလောင်းတော်တပိတ်မျောရွှေခွက်မျောခဲ့တဲ့နေရင်စရာမြစ်ဆိုတာလေအိန္ဒိယဘုရားဘူးရောက်တဲ့လူတွေတွေ့မှာအခုသဲချောင်းကြီးဖြစ်နေပြီလေသဲချောင်းကြီးဖြစ်နေပြီရေမရှိတော့ဘူးအဲ့တော့တစ်ချိန်တစ်ခါကျတော့ဖြစ်လာမယ်ဆိုတဲ့အနေအထားတွေကိုကြိုတင်ပြီးတော့မေတ္တာများလားလို့စိတ်ထဲမှာဒီလိုမှတ်မိတယ်ပေါ့နော်အဲ့တော့ပုဗ္ဗနိမိတ်တာဆိုတာတွေဟာလောကမှာဖြစ်လာမဲ့အနေအထားတစ်ခုတွေကိုမက်တတ်တယ်ဆိုတာဒါသဘာဝတစ်ခုပဲပေါ့ကောသရမင်းကြီးရဲ့ဒီနွားကြီး 4 ကောင်ဟာတကောင်နဲ့တကောင်ဝှေ့ကြတော့မယ်ခွေကြတော့မယ်ဆိုတဲ့အနေအထားနဲ့ဟန်ပြပြီးတော့လာပြီးရှောင်ထွက်သွားတာမျိုးလို့မိုးတွေဟာလည်းပဲမိုးလုံးတွေဆင်းလာပြီးတဲ့နောက်ဆုံးမှာတစ်စက်မှမကြပဲနဲ့မိုးတွေကပြက်ပြဲသွားတာမျိုးတွေလောကကြီးမှာလည်းမကြတွေ့ရတာမျိုးတွေရှိတယ်ပေါ့အဲ့ဒါလို့အခြေအနေမျိုးတွေဖြစ်လာလို့ရှိရင်မိုးကောင်ရေရှားခြင်းတန်ကိုခံရရပြီတချို့နိုင်ငံတွေမှာဆိုလို့ရှိရင်တိဏ္ဍာနေမဖြစ်ထွန်းလို့ရိတ်ခါတွေပြတ်လို့ဆင်းရဲဒုက္ခရောက်ကြရတာဆိုတာဒေသအလိုက်မှာလည်းဖြစ်တယ်ပေါ့နော်အဲ့တော့နောင်ခါမှာဖြစ်ပေါ်လာမဲ့အနေအထားတစ်ခုကိုစွဲမဲ့ပြီးတော့အခုလိုကောသရမင်းကြီးဟာအိမ်မက်ခဲ့တာဒါကြောင့်မို့ကောသရအိမ်မက်နဲ့ယနေ့ကဘာဟာဆက်ဆက်မှုရှိနေတယ်ဆိုတာသိကြတယ်ပေါ့ဒီလိုဆိုလိုတာငယ်တုန်းကတော့စဉ်းစားတယ်ကောသလအိမ်မက်ကဘာဖြစ်လို့ဗမာပြည်မှာလာပြီးတော့မှန်ရမှာလဲသူကကလာအိန္ဒိယနိုင်ငံမှာမက်တာအိန္ဒိယပဲဖြစ်တဲ့နယ်လို့ငယ်တုန်းကတော့အဲ့လိုတွေးမိတယ်အမှန်ကတော့လူလောကကြီးတစ်ခုလုံးနဲ့သက်ဆိုင်တယ်လို့ပဲပြောရမှာဖြစ်တယ်ပေါ့ဘယ်နိုင်ငံပဲဖြစ်ဖြစ်လူလောကကြီးတစ်ခုလုံးနဲ့သက်ဆိုင်တဲ့အိမ်မက်တစ်ခုလို့ဒီလိုမှတ်ယူအောင်ဒါကြောင့်မို့ဒေသအလိုက်လောကကြီးဟာဆုပ်ပြပြလာပြီဆိုရင်မိုးကောင်ရေရှားမှုတန်းကိုကဘာမှာခံရမှာဖြစ်လို့သိပ္ပံဆရာတွေကရေရှားတဲ့ဓာတ်တွေဖြစ်ပေါ်လာမယ်ဆိုတာကိုအချိန်ချင်းတတိပေးစကားတွေရေးသားနေကြပြီပေါ့တနေ့ကျရင်ရေချိုတွေကဘာမှာရှားသွားလိမ့်မယ်ဆိုတာကိုတတိပေးနေကြတယ်ပေါ့ဒါကကောသလအိမ်မက်16ချက်တည်းကနံပါတ်1သူမက်တဲ့အိမ်မက်လေးတစ်ခုပဲနောက်ထပ်သူဘာတွေဆက်မဲ့ပြန်တော့ဆိုသူ့ရဲ့မျက်စိထဲမှာမြင်လိုက်ရတယ်ဘာတွေမြင်ရတော့ဆိုလို့ရှိရင်တစ်ပင်ငယ်လေးတွေခြုံငယ်လေးတွေမြေကြီးပေါ်ကနေပြီးတော့ပေါက်ထွက်လာပြီဘာမှမကြဘူးတထွာလောက်တမိုင်းလောက်တော့မရောက်ဘူးအဲ့တစ်ပင်လေးတွေဟာမြေကြီးပေါ်ကနေပေါ်လာလိုက်ပြီးမကြခင်မဲ့အပွင့်နေပွင့်ပြီးအသီးတွေတီးကြတာကိုသူမြင်တယ်
မြေကြီးပေါ်ကထွက်လာတဲ့အပင်လေးတွေဟာအပင်ပေါက်စလေးတွေဟာခဏလေးနေပြီးတော့ပွင့်သွားကြတယ်ခဏလေးနေပြီးအပွင့်တွေကအသီးတွေသီးတာကိုသူမြင်မဲ့ရတယ်ထူးထူးဆန်းဆန်းတာမန်အဖြစ်ဆိုရင်သစ်ပင်တစ်ပင်ဟာအတော်ကြာမှ3 နှစ်4 နှစ်5 နှစ်ဆိုတာမျိုးနေပြီးတော့မှအပွင့်ပွင့်နဲ့အသီးသီးတယ်အဲ့တော့ဒီကနေ့ခေတ်မှာလည်းပဲတမင်ဖန်တီးထားတာလားတော့မသိဘူးသစ်ပင်လေးတွေဟာအခုဟာစကဝါပင်ဆိုလို့ရှိရင်အတော်ကြီးကြီးမှအပွင့်ပွင့်လေးရှိကြတယ်အခုစကဝါပင်ဟာနှိမ့်နှိမ့်လေးနဲ့အပွင့်နေပွင့်တယ်ကန်းကော်ပင်တွေလည်းပွင့်တယ်တေးအောင်လှုပ်ထားတာဂိုင်းကူတွေတို့ဘာတို့လှုပ်ကြတယ်ပေါ့လေအမျိုးစုံသစ်ပင်ငယ်ငယ်လေးတွေဟာလည်းပဲတဘာဝအပြင်ပွင့်ကုန်ကြတယ်ပေါ့အတိတိလာကြတယ်ပိန်းတဲ့ပင်တွေဆိုလို့ရှိရင်ဒုတိယလောက်တော့မရှိသေးဘူးအသီးတွေသီးနေကြတယ်လက်တွေ့အပြင်လည်းသစ်ပင်တွေဟာဂိုင်းကူတွေနဲ့မျိုးဆက်တွေနဲ့လောက်ထားသည့်အတွက်ကြောင့်ငယ်ငယ်လေးနဲ့အသီးသီးတဲ့အနေအထားမျိုးတွေမြင်ရတယ်ကောသလမင်းကြီးကတော့တဘာဝကိုကမြေကပေါက်ထွက်လာတဲ့သစ်ပင်လေးတွေကမြေကပေါက်ခါစားလေးပွင့်ပွင့်လိုက်တာအသီးတွေသီးလိုက်တာခဏလေးပဲသူချက်ချင်းကြီးလို့မြေကပေါ်လာပြီးတော့ပွင့်တာသီးတာကိုမြင်ရတယ်အဲ့ဒါတပည့်တော့အိမ်မက်ထဲမှာထူးထူးဆန်းဆန်းမြင်လဲရတဲ့အချက်ပါပဲလို့ဆိုတော့မြတ်စွာဘုရားကဒါဟာလည်းပဲသင်္မင်းကြီးရဲ့လက်ထက်မှာအကျိုးသက်ရောက်မှုရှိမဲ့အရာမဟုတ်ဘူးသစ်ပင်လေးတွေဟာပေါ်လာပြီးမကြခင်ပွင့်မကြခင်သီးတယ်ဆိုတာတစ်ချိန်ကြာဆိုရှင်လူလောကကြီးဟာတက်တန်းတွေတိုးပြီးတော့တက်တန်းတွေဆုပ်ယုပ်လာတဲ့အချိန်ခါမျိုးကြုံလိမ့်မယ်အဲ့ဒါလိုကြုံတဲ့အခါမှာတက်တန်းဆုပ်ယုပ်လာပြီဆိုလို့ရှိရင်တော့လူတွေဟာအမျိုးသမီးငယ်ငယ်လေးတွေဟာနော်အိမ်တော်ရသားပြုတ်ပြီးတော့ဒီသားသမီးတွေမွေးကြလိမ့်မယ်ဒီလိုအဓိပ္ပာယ်မျိုးကိုဖော်ဆောင်တယ်တဲ့ဟုတ်ပြီဒီကနေ့ဂျာနယ်တွေထဲမှာကြည့်ရင်ကိုနှစ်သမီးကိုဝန်ဆောင်တာတို့ဒါမျိုးတွေပါတွေ့လာရပြီပေါ့နော်အဲ့ဒီလိုအနေအထားမျိုးတွေဖြစ်ပေါ်လာခဲ့တာပေါ့ဖြစ်ပေါ်လာခဲ့တယ်အဲ့တော့ကောသလရဲ့အိမ်မက်ရဲ့အတိုးကျွတ်သက်ရောက်မှုဟာတဖြည်းဖြည်းမှန်းလာပြီလို့ပြောရမှာပဲစက္ကဝတိသုတ်တံမှာမြတ်စွာဘုရားဟောထားတာရှိတယ်7 နှစ်တန်းရောက်လို့ရှိရင်တဲ့ငါးနှစ်သမီးဟာအိမ်အောင်ပြုတဲ့အရွယ်ဖြစ်လာမယ်လို့ဒီလိုဆိုတာ7 နှစ်သမီးအဲ့ဒါကိုဘုန်းကြီးတို့ကတွက်ကြည့်တယ်9 နှစ်သမီး10 နှစ်တန်းအရွယ်မှာ9 နှစ်သမီးအိမ်အောင်ပြုတယ်ဆိုတော့တော်တော်ကိုနောက်ကျတယ်လို့နော်တော်တော်နောက်ကျတယ်ဘာလို့ဆိုခုခေတ်တက်တရာမှာ90မှာအိမ်အောင်ပြုသလိုဖြစ်နေတယ်အဲ့တော့စာပေမှာကြည့်လိုက်တဲ့အခါမူကွဲတစ်ခုရှိတယ်အဲ့ဒီမူကွဲမှာကြည့်လိုက်မယ်ဆိုရင်တော့သူက9 လသမီးလို့ဒီလိုဆိုတယ်ပင်စမာတိကပင်စအဲ့တော့9 လသမီးဆိုတာအချိုးချနဲ့တွက်ကြည့်တော့သေချာသိနိုင်တယ်ပေါ့လူရဲ့သက်တမ်းဟာ10 နှစ်ပဲရှိတယ်10 နှစ်ပဲရှိတော့ခုခေတ်အနေထားနဲ့တွက်ကြည့်ပေါ့ခုခေတ်အနေထားမှာဥပမာပဲ100 တန်းဆိုပါစို့100 တန်းမှာဆိုလို့ရှိရင်18 နှစ်ခုခေတ်မှာအရွယ်ရောက်တယ်ဒါ85 နှစ်တန်းပဲထားအောင်တော့18 နှစ်ဆိုအရွယ်ရောက်တယ်လို့သတ်မှတ်တယ်ပေါ့အဲ့တော့10 နှစ်ဆိုလို့ရှိရင်ဘယ်ချိန်အရွယ်ရောက်အောင်မလဲကိန်းကနန်းနဲ့တွက်ကြည့်လိုက်ပေါ့တွက်ကြည့်တော့9 လသမီးဆိုရင်တော့နည်းနည်းပို့ပြီးတော့နီးစပ်တယ်လို့ဒီလိုထင်တယ်ပေါ့9 နှစ်ဆိုတာတော့ကြီးလွန်အားကြီးသွားပြီသူကနောက်ထပ်9 နှစ်ဆိုဖွားကြီးဖြစ်ပြီးသေတော့မှပဲရှိတယ်အဲ့တော့9 နှစ်မှအိမ်အောင်ကြတယ်ဆိုတာနောက်ကြတယ်လို့ထင်တယ်ပေါ့အဲ့ဒါလို့ငယ်ရွယ်တက်တန်းနေဆွရုပ်လာတဲ့အခါမှာအခုဒီကျောင်းထဲမှာပေါက်ဖွားနေတဲ့ခွေးတွေကိုသတိထားမိကြည့်တယ်ခဏလေးပဲကြီးမွေးလာလို့ခွေးပေါက်စလေးအတော်ကြာကြတော့အိမ်အောင်ကြကုန်ကြပြီသူတို့နော်မကြဘူးတစ်နှစ်တောင်မနေဘူးသူတို့အိမ်အောင်ကြကုန်ပြီအဲ့ဒါလူတွေဖြစ်တယ်အဲ့တော့ကောသလမင်းကြီးအိမ်မက်တာသစ်ပင်လေးတွေဟာမြေကြီးပေါ်ကနေပေါ်ထွက်လာပြီးတော့မကြဘူးအပွင့်လေးတွေပွင့်အသီးတွေသီးတယ်ဆိုတဲ့အိမ်မက်မှုဟာတဲ့တက်တန်းတိုးလာတဲ့ဆွေးရုံလာတဲ့လူလောကမှာအရွယ်တွေငယ်ငယ်နဲ့အိမ်တော်ရသားကြမယ်ဆိုတဲ့အဓိပ္ပာယ်မျိုးတွေကိုနောင်တစ်ချိန်ဖြစ်ပေါ်လာမဲ့အနေအထားတွေကိုပုဗ္ဗနမိတ်အနေနဲ့မေတ္တာပါသင်္မင်းကြီးအတွက်ဘာအန္တရာယ်မှမရှိပါဘူးလို့
မြတ်စွာဘုရားကဒုတိယမြောက်အိမ်မက်ကိုအခုလိုဖြည့်ရှင်းပြီးတော့ဆုံးမဟောကြားခဲ့တာဖြစ်ပါတယ်လောကမှာအိမ်မက်နဲ့ပတ်သက်ပြီးတော့မှတ်သားစရာတွေများစွာရှိတယ်ဒီကနေ့အိမ်မက်ကောသလမင်းကြီးရဲ့အိမ်မက်16ချက်တည်းက2ချက်လောက်ကိုမှတ်သားပြီးနောက်ရက်တွေမှာဆက်လက်ပြီးတော့ကောသလမင်းကြီးရဲ့အိမ်မက်တွေအကြောင်းနဲ့မြတ်စွာဘုရားရှင်းလင်းပြောကြားတဲ့အိမ်မက်ရဲ့အကျိုးအပြစ်တွေကိုမှတ်သားပြီးတော့သံဝေကတရားဖြစ်ပွားဖို့လောကကြီးရဲ့အခြေအနေတွေဟာအခုလိုပဲအနေအထားတစ်ခုဟာဖြစ်ပေါ်လာတယ်အကြောင်းကင်းပြီးတော့အကျိုးတရားဆိုတာမဖြစ်ဘူးဆိုတာကိုမှန်ကန်တဲ့အတွေးတွေကိုတွေးရှိပြီးတော့မှန်ကန်တဲ့အသိဉာဏ်တွေရအောင်ကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း